khí to đâu mà ba nó đâu quay chiêu là nấu sạch à quay chi cái gì qua mà chi mới đi đâu tầm nhau chi bà mình nói sai đi à ba mẹ đi đi thì đó thì ai sát thoát là bà chúng nó đã úp bàn ở đây ya shit cũng sẽ cho nó cả Ifika rồi AI rồi thì tôi là đấy ta bên mẹ cũng sẽ share cái nó chân đấy thì là sẽ cố km bây giờ là tông 7 km သွားလို့ရပါတယ်ဒါဈေးကွက်ပါဈေးကွက်ကတော့တမုတ်တွေကိုကပြောင်းရွနေပါတယ်နောက်ကတော့မြောက်ကြီးပါမြောက်ကြီးနောက်မှတယောက်တည်းမြောက်ကြီးဒီစေးပဲကိုကတော့နေပြီးတော့မှအသစ်ဖွင့်ထားတဲ့တာဦးဆိုင်ရောက်နေတာပါဒီစားစားတွေအရင်ကောင်းတယ်လို့ပြောလို့ပါ promotion နဲ့ရှိပါတယ် ARD လမ်းမှာနောက်ကျော်တယ်တာဦးဒါတော့ရွှေတောင်သူတားမိပေါ့ဘယ်ရရွှေတောင်သူလဲဒါအဟိုဝါရောသားမိဆိုရင်သားပါထိရနော်သားမိဆိုအဲ့ကိုကစားပြီးသွားပါပြီဒါကျွန်တော်သားလေးပါမစ္စတာပေါင်ကြီးပါနှုတ်ဆက်လိုက်ပါအောင်ပေါင်ကြီး sorry ครับကောင်းလားစားလို့ကောင်းလားဘာစားတာသမင်းတော့လေတခုတော့ရှိရဗျဒီဆိုင်ကသူကကျွန်တော်တို့အခုရောက်လာ10 နာရီနဲ့ကြော်သွားတော့ဘာမှမရတော့သမင်းတော့တစ်မျိုးပဲရတက်နိုင်တော့မနေ့စောစောလေးလာတာကောင်းတယ်ဒါတော့ Mr. တထားစီပါအားနုံလောမဖွင့်ဒါပဲ哎呀！ထွက်တာအမြန်လည်းပဲထွက်ကြတော့မှာမလားဘယ်မှမဝင်ရတော့နော်Wawa EV station อ่ะဒီကနေ့တော့တခုစိတ်ချမ်းသာစီဘုံမကုန်တော့ဘူးကျွန်တော်စီးနေကြခါတိုင်းဟာရီယာ30လို့စက်တောင်းနေစစ်အင်းကြီးမြောင်းနေတော့မှဒါအခုစီစဉ်နေဆိုရင်တသိန်းဘွဲသိန်းကျော်လောက်ကတော့ရန်ကုန်နေပြီးတော့လစ်တာအခုဒီမှာကျွန်တော်43လားမသိဘူးခုနရိုက်ကြည့်လိုက်တာ43ရတယ်ပြီးတော့စသွင်းတာဆိုကျွန်တော်80 90ချိန်ရရတယ်လို့ပဲနောက်ဒီသွင်းကြည့်မယ်ဘယ်လောက်ကုန်လဲဆိုတော့ပြပြပါ
မှာ Wi-Fi လည်းရတယ် public toilet လည်းရှိတယ် AC နားနေလို့ရတယ်ယောက်ကြီးရောက်ဒီမှာ Wi-Fi နဲ့ဂိမ်းနဲ့အတက်ကုန်တီးထုံနေပါတယ်ဒီကို43အကျန်နဲ့ရောက်တယ်43အကျန်နဲ့ဒီကို115မှန်ကိုပြောတာပါ 好发进来吧，兄弟了。 အခုကျွန်တော်တို့အားသွင်းပြီးတော့ဖီးရတယ်ကော်ဖီပါညာတောက်ပြီးတော့ဒါထွက်လာပါပြီအားတော့60ခွန် 在地沙滩， ဒီမှာပဲပြန်ထွက်မှာတယ် 往地沙滩。 ရော့စားတာအဆင်ပြေလား ဘာနဲ့စားရတော့ ဟေး ဘာနဲ့စားရလဲ သမီးနဲ့စား သမင်းနဲ့ဘာနဲ့စားရလဲ ဟင်းနဲ့စား ဘာဟင်းလဲ secret မပြောဘူးပေါ့ ပြော ဘာဖြစ်လို့လဲ ဟင်းဆုံးအရာ ဟ ထဲ င်း လာ ပေါင်း တယ် 100နဲ့စား ကျန်နေလန်းကျော်ဝတ်နေလန်းကျော်မြစ်ဆက်ကျော် မြစ်ချီ ပြားချက်ကျော်ပြီးတော့ဗာလဲစက်သားပါ စားကြ 6 6 ချက် ချက် ဘာစားချက် ချက် လူက3ယောက်အင်းက9မျိုးလောက်ရှိ ဟိုကတော့115မိုင်ရနေပြန်ထွက်လာတာ နောက်မှတယောက်တည်းထိုင်ရရင်ခန်းစားချက်ကဘယ်လိုနေလဲ လဲလို့ရ လဲလို့ရမိုက်လား အတီ ပြန်ကြရော ဆရာမတော့ဘော ပြန် ကြီး ကြ ဆို ရ တော့ တော့3ယောက် ဘောကြီးဆိုတော့နောက်မှတယောက်တည်းထိုင်ရတယ် ပြန်ကြရတော့3ယောက် ရှယ်ပဲတော့နောက်မှတယောက်တည်း ပြန်ကြရတော့3ယောက် ပြန်ကြရင်ဘယ်သူလေးလဲ ဘာလို့မကြည့်ပါ အဖွားတော်မွန်ကြီးရဲ့ပုံရလား ဟုတ်ပါ အဲ့သူလေ ဘူးပဲ အဲ့ပဲမနငယ်တပ်အဖွားပုံမှလာခိုင်းလားမှာအဖွားပုံနေပြီးတော့တခါလိုက်ခဲ့လိုက်တော့ တယောက်နေဘလို့ဖြစ်နေမှာပေါ့ဟိုတော့ကလို့ဖြစ်နေမှာပေါ့ ခလေးလည်းမဟုတ်တော့မောင်ပေါင်မော်ထိုင်ခိုင်းအောင်လေသူ့9မိနစ်တော့မထိုင်ခိုင်းနိုင်ဘူးခွေးဖြစ်ဖြစ်အရှိန်ရှော့ အရှိမတော့ခွေးတွေမြင်ရနေရဖြစ်ပါတယ် မနငယ်တော့လေဒီရန်ကုန်ဘက်ကိုသွားတဲ့ဟာကိုဒီအနောက်ကြီးပြန်လာပြီးတော့တကူတကကြီးဟိုဟာဖြစ်တာတဲ့ဆိုင်အဲ့ဟိုဘယ်လိုပြောမလဲဆိုတော့အဲ့ဒီတိုးဂိတ်အထွက်နားလောက်မှာနေဒီအောက်ထဲကပဲဖြစ်ဖြစ်ဂုံးပေါ်ကပဲဖြစ်ဖြစ်လေးပေါ်ဝဲပဲဖြစ်ဖြစ်အဲ့လိုမျိုးလမ်းတစ်ခုဝေးတာ ပိတ်ပါ အဲ့ဒါစောက်လို့မရှုပ်တော့ဘူးပေါ့ဗျာဟိုကတော့နေပြီးတော့ဘက်သွားမယ်ဆိုရင်တော့အဆင်ပြေတာပေါ့ဟိုတန်းထွက်လာ တက်ပင်နေမြင်ရ ရန်ကုန်ဘက်သွားတော့တကူတကကြီးပြန်ပတ် ဒီနားမှာတက်ပင်နေတော့မြင်ရပါတယ် လမ်းကိုနှစ်ထပ်လမ်းသုံးထပ်လမ်းနေလုတ်ပြရမှာကြောက်လို့လားမသိကျွန်တော်တို့ရှင်းမှာ တိုးကဲ 115တိုးဂိတ်ရောက်ပြီ115တိုးဂိတ်ရောက်ရင် အသက်ခပတ်ပတ်ထောင် ဆက်လစ်တွေမလစ်တွေရှာကြမလို့ခုံးမယ် အီဗာ အာဟာ အီပါမဟုတ်ဘူးအီဝီ EV ပါ EV ပါ အီပါမဟုတ်ဘူးအီပါ အမှန်တော့ဗျအဲ့လိုပြောနေရတာမမိုက်ဘူးတဲ့သူကားနံပါတ်ကိုကြည့်လိုက်
တော့ကားနံပါတ်ကိုကြည့်လိုက်ကားရဲ့နံပါတ်မှာ EV ဆိုရင်ရှေ့မှာ EV ဆိုတဲ့စက်လုံးလေးပါအဲ့မှာအဲ့ဒါဆိုရင်သူအော်တိုဖွင့်လို့ရမှာတော့ကြရပါပြီ 一吧， ဒါអော်လိုက်လေ 一吧， ဝဲလေလေ 一米吧。 ကဲတော့ကြကျွန် အဲ့ တော် လိုအော်ရပါလေ ထွက်လာပြီဟိုမှာပါတယ်လေးတယ်မသိကောင်းလေးကြည့်တာလေး ရှေ့မှာတစ်ပစ်နေမြင်ရပါလေ ညီလေးကိုပြလိုက်အောင်ညီလေးအရန်ပြောတယ်သားမိသားရပါတော့ရောက်လဲထားတော့ညီလေးအရန်ပြောညီလေးပြောလား ပြောတယ် ဒါကတော့အကိုဘိုးမဟုတ်ပါ39မှာ EV charger station ပါကမ်းများကမ်းများပဲမဲ့စက်တွေကကောင်းတယ်နီးမှန်တယ်အားသွင်းတာမြန်တယ်အဲဒီလိုတစ်လုံးစက်တစ်လုံးကိုနှစ်စီးဆိုရင်တော့နည်းနည်းတော့ကြာတယ်ဥပမာကျွန်တော်ကားလို့စက်တစ်လုံးလေးကိုတစ်စီးလေးသွင်းမယ်ဆိုရင်မြန်တယ်တဘောကသူတို့စက်တွေဒီ60ကီလိုဝတ်တစ်လုံးနဲ့တစ်စီးသွင်းမယ်ဆိုရင်60ကီလိုဝတ်အဲ့တစ်စီးကအပြည့်ဝရတယ်တကယ်လို့နှစ်စီးဆိုရင်တော့ဝက်အားကိုခွဲပေးလိုက်ရတော့တစ်စီးကို30စီးလောက်ပဲ average သွားတော့ဥဒါကျွန်တော်အသွင်းပြီးသွားပြီပေါ့နော်အသွင်းပြီးသွားပြီမှာ95 96လောက်43ရတယ်ပြီးတော့စားသွင်းလိုက်တယ်ကြားသွင်းငွေက19500 2000မှာ900ကျော်သေးတယ်1.5Tနောက်ဆုံးတော့ရန်ကုန်ရောက်လာပါပြီ Time 47တဘာကြီးလုံးနေရတော့အဲ့စီကွက်ပါဝတ်တဲချင်းမွေးကြော်ဖြစ်ပါတယ်ချက်အရေးကွန်ကြော်ရယ်ပစွန်ဒိုးနှက်ကရယ် Thai style ချက်ဦးမှုကြော်ပါ ခမေးကောင်းမှာခမေးထောင်မှာ တော်ပြီ လာလာချာရေကိုကြော်လေးကောင်းတယ်လားစားကြည့်လားလာလာ နောက်ဆုံးတော့ဟိုတယ်ကိုရောက်လာပါပြီဟိုတယ်ကိုရောက်လာပဲရှင်ရှိပါတယ်10နာရီမိနစ်20လောက်ရှိပါပြီဒါလာဟိုတယ်လေးကဟိုဖြစ်တော့ရရဲ့ရပါရပြီโอเค နားဝလာတယ် အချင်းနေကြပြီလားလက်ထဲကထွက်လာတာဟိုးဒီလေးဖွင့်အောင် 你会没？你会没？ ဖိဖွင့်ရယ်ခန်းထဲရောက်လာပါပြီ လိုက်ရှာ láလေးတထားစီကွက်အဲ့ဒီတင်သားဝိုင်းနော်တိတ်ကကွာတာလက်စစ်ချီတော့တော့တင်တိတ်က ခန်းထဲရောက်လာပါပြီ
ဒီခန်းကတော့ဘကူရာ view ပေါ့ဗျာ ဘကူရာကမြန်မာလူဖျားနော် ဘကူရာအခုကရေငွေ့ရိုက်နေတော့မြင်ရမှာမဟုတ်ဘူးမြင်ရလားမသိဘူးရွှေကုန်းဖျားကြီးပါကူရာ view လက်ကြမှာထပ်ပြပါမယ် see you bye bye ဒါလေးတရလောက်လိုက်ပါဦး